အပိုင်းလေးအချစ်ဟာအနဲ့အရသာနဲ့ပြည့်စုံတဲ့နှစ်လူဖွဲ့ရာအစိတ်ခွက်ပဲမေးရင်ငယ်ရောက်ပြီနော်ဟဲအလုံးမသွားတာလားအင်းငယ်ဒီနေ့ဘာလို့စောစောပြန်လာလဲသိလားဟင်းဒီနေ့ငယ်မွေးနေလေဟဲကျမအလွန်ဝမ်းနေမိတယ်မေးနေလိုက်တာတောင်းမမာတဲ့ငယ်ရဲ့မေဘာမှမဖြစ်ပါဘူးမေရဲ့ငယ်နားလိုက်ပါတယ်အပြင်မသွားတော့ဘာစားချင်လဲဘာလုပ်ချင်လဲငယ်လုပ်ပေးမယ်အော်တောက်ကြမလားအင်းငယ်သဘောပါပဲအဲ့ဒီညဝရဏာမှာငယ်နဲ့ကျမအတူတောက်ကြတယ်အရင်ကအရက်ကခါတဲ့ထင်ရပေမဲ့အကိုနဲ့တွေ့ပြီးနောက်ပိုင်းအကိုအချစ်ကပိုခါချောင်းသိခဲ့ရတယ်အကိုဆိုင်သိမ်းနေပြီရေးသေးသေးသာမြင်ရတော့တယ်ငဲ့မေဒီကာကိုအပေါ်ကနေပလင်းနဲ့ထုခွဲလိုက်ရမလားလှုပ်ချင်လှုပ်လိုက်လေမေဟုတ်ပြီငယ်လက်တန်းများကိုကင်ကမတ်တက်ထားရလိုက်ချင်းကျမမြင်နေကြလို့မဟုတ်ပဲအကိုနောက်မှာအကိုမျိုးသမီးပါပါလာတယ်ငဲ့တွေ့ရလားငယ်ဘာမှပြန်မပြောပလင်းနဲ့ကို့ခေါင်းကိုသာရိုက်ခွဲလိုက်မိတယ်ကျန်းညင်ပေါ်သို့ကျမပြစ်လဲသွားပြီးကျယ်ရီမြင်နေရတယ်ပြီးတော့ငဲ့ခေါ်တဲ့တွေနှုတ်ကလည်းရေရွတ်နေမိတယ်ငါကျူးလို့မိတဲ့ကန်တပားဟာမင်းမဲမျက်လုံးများကိုမှိတ်ချပစ်လိုက်တယ်တတိပြန်ရတော့ခေါင်းမှာပက်တီစီးထားရပြီညကရောခုမနဲ့ရောဘာတွေဘလို့ဖြတ်ဖြစ်ခဲ့လဲဘာမှမသိဘူးအဆောင်ရှင်ကိုလည်းငယ်ဘလူတွေတောင်းပန်ခဲ့ရတယ်လေကျမမသိနိုးပြီလားမေအင်းတက်တာလားခေါင်းကိုက်နေလားချက်သားဆန်မျိုးလုံနေတာခဏနေမှတောက်တော့ညကဘာတွေဖြစ်သေးလဲအဆောင်ရှင်ရောဘာပြောသေးလဲစိတ်မပူပါနဲ့ငယ်ကြည့်ပြောထားတယ်ဟင်းဖုံးရောမေဖုံးရောအင်းဒီမှာအကိုစီကဖုံးများဝင်ထားတာတွေ့ပေမဲ့ကျမပြန်မဆက်ခဲ့သို့တော့လိုက်ဖွင့်လိုက်တော့ Viber မှာအကို active နောင်ဖြစ်နေတယ်ညကဘာဖြစ်တာလဲခလေးကိုခေါင်းကိုရိုက်ခွဲလိုက်တာအကိုစာကိုချက်ချင်းဖတ်ပြီးအကိုစီကဖုံးဝင်လာခဲ့တယ်ဟယ်လိုပြောပါမေကိုကိုခတိပေးကွာကိုနာကျင်အောင်မလုပ်ပါဘူးလို့မင်းနာကျင်ကိုနာကျင်ရတယ်လို့ပဲကွအကိုနာကျင်မှာကြောက်လို့ပြောနေတာလားကျမနာကျင်မှာကြောက်လို့ပြောနေတာလားဆိုတာကျမဝေခွင့်မရမင်းအတွက်မင်းမဲဖြစ်ကိုစကားနားထောင်တာပဲဖြစ်နောက်ကိုနာကျင်အောင်မလုပ်ဘူးလို့ခတိပေးပါလားယင်ခတိပေးပါတယ်မလုပ်တော့ပါဘူးအကိုဒါပေမဲ့အကိုကြောင့်နာကျင်ရရင်ရောကိုတောင်းမှပါတယ်ကွာဘာကျမအယံဝမ်းနေမိတယ်နာကျင်စရာကောင်းလိုက်တဲ့ဇက်လန်အစမှတွေကနာကျင်နေရတယ်ဒီလိုဇက်လန်မျိုးရှိပါအောင်မလားမနီးနိုင်ဘူးဆိုတာလည်းသိတယ်နာကျင်ရမှလည်းသိတယ်ဒါပေမဲ့နှလုံးသားတွေကကြိတ်မိတ်ပြီးချစ်ချင်နေသေးတယ်မုန်းလို့ရမယ်မေးလို့ရမယ်ဆိုရင်မိတကယ်မုန်းလိုက်မိလိုက်ချင်တယ်သိလားအကိုစက်မပြောပါနဲ့တော့ကွာမပြောပါနဲ့တော့ဒါဇက်လန်မဟုတ်ဘူးလက်တွေ့ဘဝပါမင်းနာကျင်ရမယ်ဆိုတာကိုချူသိခဲ့ရင်ချစ်တယ်လို့ဖွင့်မပြောခဲ့ဘူးသိလားမေတို့တယောက်ကိုတယောက်တကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားယင်ဘာလို့မေတို့ကြမှာဒီလိုတွေခံစားနေရတာလဲဘာလို့လဲအကိုရဲ့ဘာလို့လဲမငိုပါနဲ့ကွာဖြေစမ်းပါဘာကြောင့်မေအတွက်အချစ်ကနာကျင်နေရတာလဲဘာကြောင့်လဲမေဘာမှားနေလဲဖြေပေးပါအကိုရဲ့ဖြေပေးပါခလေးတယောက်လိုအော်ဟစ်ငိုယူပြောဆိုလိုက်မိတယ်အဖြစ်မရှိဘူးထင်ပါရဲ့အကိုတိတ်ဆိတ်နေခဲ့ပြီးကျမငိုတန်တွေသာဖုန်းထဲပြည့်နေခဲ့တယ်ကျမသိတယ်အကိုလည်းငိုနေမယ်ဆိုတာအခုချိန်မှာအကိုတိတ်ဆိတ်ခြင်းကကျမငိုတန်တွေထပ်ပိုကျဲနေမလားအဲ့ဒီနေ့ကမိုးတွေအရမ်းရွာနေခဲ့တာမြို့ထဲမှာကားလမ်းပေါ်ထိရေတွေတက်တယ်လို့သတင်းတွေကြားရတယ်မေငယ်အလုပ်သွားပြီမနှက်စာပြင်ခဲ့များစားနော်ဟုတ်ခရင်ဆိုင်ပါငယ်မိလည်းအပြင်သွားမှာပြစ်စီဝဲစရာရှိလို့နောက်ရက်မှသွားပါလားမေရေတွေကြီးနေတာမြို့ထဲမှာငယ်ပါဝယ်လာခဲ့ရမလဲဘာဝယ်မလို့လဲဟင်းမေဘာသာသွားလိုက်မယ်အင်းမခရင်ဆိုင်တက်တာနော်ကျမအချင်းကလှုပ်ချင်တာရှိရင်ဘလို့အကြောင်းတရားကမှအဖြက်စီမခံအပြက်မခံတတ်ရအောင်လုပ်တတ်တယ်ရေကြီးတဲ့နေ့မှပဲကျမဟာမြန်မာဝတ်စုံကြီးဝတ်လျက်
ဝတ်စုံနဲ့ကျမလိုက်တယ်ထင်တယ်အကိုဟာအကြည့်ကိုကျမစီရတစ်စက်ကလေးမှမလွယ်အပြေသွားမလို့လားအင်းဂရုစိုက်နော်အင်းတအင်းနဲ့ကွာကို့ကိုချစ်လားချစ်တာပေါ့ဒါဆိုပြုံးပြပါဇက်စစ်စစ်ကပြုံးပြလိုက်ပြီးစနောက်ကရှာလဲထုတ်ပြလိုက်တယ်ကားပေါ်ရောက်တဲ့အထိအကိုစားတွေဇက်တိုက်ပို့နေခဲ့တယ်ထီးယူသွားတယ်ဟုတ်လားကားပေါ်ဂရုစိုက်နော်ထိုင်ကုန်ရလားရောက်ပြီလားစိတ်မချဖြစ်နေပြီဖုန်းတွေခေါ်နေခဲ့တယ်ရီတွေကဒူးလောက်ထိတက်နေတာမို့အမြန်ဝယ်ချင်ပေမဲ့လည်းပစ္စည်းကရှာမတွေ့မိုးရီတွေလည်းဆူရွှဲလျက်2 နာရီကျော်မှအိမ်ပြန်ရောက်ခဲ့တယ်ဘာသွားဝယ်တာလဲFor you ကို့အတွက်လားခဏနာအောင်မယ်မေးပေးမန်းလာလို့အဲ့ဒီနေ့ကသူဆိုင်ပဲအချိန်သိမ်းသွားလဲတောင်မသိအစောကြီးအိပ်ပျော်သွားခဲ့တယ်ည7 နာရီလောက်သူ့စီကအိပ်ပြီလားလို့စာဝင်လာမှလက်နိုးလာခဲ့ပြီးငယ်နိုးမှဆိုလို့အတန်ကိုပိတ်ပစ်လိုက်တယ်မင်းဒီနေ့အရန်လှတယ်ဘာတူလဲကို့သမီးလေးကိုပြောတာပါမင်းကဘာမနာလို့ဖြစ်အော်ဖြစ်မှဖြစ်ရမနာလို့စရာဘာအကြောင်းရှိလို့လဲမနက်ကရှာထုတ်ပြသွားတာလေအနားမှာရှိရင်ဆွဲနှမ်းပြစ်လိုက်မှာစတာလေးကိုချစ်လို့ပေါ့ကွာချစ်တယ်မင်းကလေးရဲ့လွန်ခဲ့တဲ့10 နှစ်ကမင်းပဲရောက်နေခဲ့တာလေကွာကျမကိုထပ်နှချင်းစီခဲ့ပြန်ပြီမင်းကိုစာပို့ချင်လို့ကိုစောင့်နေတာအမျိုးသမီးရောရှိတယ်သူကအခန်းထဲမှာအိတ်နေတယ်ကိုကအပြင်မှာစာတွေဖြည့်ရဲ့လားအင်းဖြတ်ပါတယ်နားတော့ဒါပဲနော်ကိုမနဲ့စောလာခဲ့မယ်ဟုတ်တက်တာမနဲ့1 နာရီ20 မိနစ်မှာဖုန်းတစ်ခါဝင်နေကြသွားတယ်နောက်မနဲ့2 နာရီ33 မိနစ်မှာဖုန်းထုတ်ဝင်လာတယ်ကျမစိတ်ထဲခုနေတာနဲ့ကြိုင်ပြီးမှဘာမှမပြောဘဲပြန်ချမိလိုက်တယ်နောက်ဆုံးမနဲ့2 နာရီ40 မိနစ်မှာစာတစ်စောင်ဝင်လာတယ်မိမကမေးနေတယ်ဘာတူလဲတဲ့အဲ့ဒီစာကိုမြင်ပြီးချိန်မှာကျမရင်ထဲကပြန်ဝဲနေတဲ့လိပ်ပြပေါင်း1000မကဟာကျမခန္ဓာကိုယ်ပြန်ကတ်လာခဲ့တယ်အကိုဟာမိမရှိတယ်အခုသိသွားပြီဒီစာဟာအကိုပို့တာမဖြစ်နိုင်ဘူးအကိုဟာအစောကနှုတ်ဆက်သွားခဲ့ပြီ။အော်မနဲ့ကြငါ့ကိုရန်လာတွေ့ကြလိမ့်မယ်။ငယ်နဲ့ပြဿနာတက်ကြတော့မှာပဲ။အဆောင်ပြောင်းရမှာဟုတ်တယ်ဆိုတော့အတွေးနဲ့ပစ္စည်းတွေထသိမ်းနေမိပြန်တယ်။ငါဘာတွေလုပ်မိခဲ့ပါလဲ။ဟင်းအကိုရောစတွေဖြစ်မိခဲ့ရဲ့လား။တွေ့သွားပြီလား။သူတို့တွေရန်ဖြစ်နေကြလားမသိဘူး။အကိုအစင်မပြေရဲ့လား။တွေးယူတွေးတန်းဖြစ်နေချိန်မှာတော့အကိုကိုတွေးစိတ်ပူနေခဲ့ပြီ။တညလုံးအိမ်လို့မရခဲ့။မနေ့ပြန်ဘာဖြစ်မလဲလို့တွေးကငိုယိုနေမိတယ်မနေ့6 နာရီမှာကျမကနာမငြိမ်လို့ငယ်နိုးလာတယ်ငဲ့သူတိသွားပြီးထင်တယ်ငယ်ရဲ့ဘာတူလဲမေဘာတူလဲအကိုအမျိုးသမီးလေသူကဒေါသတကြီးနဲ့ပြောရင်အကိုပို့ပြီးအရှက်ရနာကျင်ရလိမ့်မယ်ငယ်မေအဲ့လိုအကိုကိုမနာကျင်စီချင်ဘူးငယ်လှုပ်ပါအောင်မေတတိလေးပါလေးထားပါအောင်မေရဲ့ငဲ့အတန်တွေလည်းငိုတန်ပါနေခဲ့တယ်။နောက်တနေ့မနက်12 နာရီအထိအကိုဆိုင်လာမခင်ပို့ပြီးစိတ်ပူခဲ့ရတယ်။အကိုအစင်မပြေရလားမသိဘူး။မိမနဲ့ရန်ဖြစ်ကွဲပြဲထူးခြိမ်မှုတွေဖြစ်နေပြီလား။အဲ့လိုဖြစ်နေပြီလားမသိဘူးနော်ငယ်။ငယ်ရောကျမရောအကိုဆိုင်ခင်းမဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်။ဝန်ထမ်းနာမှာထားလိုက်ထိုင်လိုက်ထွက်ကြည့်နေတဲ့ကျမအောင်ငယ်ကလက်ကိုလာကိုင်းပြီးပင်မနေပါပြီမေရဲ့။ဘာစကားမှပြတ်မပြောဖြစ်ခဲ့အဲ့ဒီတနေ့လုံးအကိုဆိုင်လာမခင်အရှင်ဖေဟာတပည့်တော်မအဲ့ဒီအမျိုးသားကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့နှလုံးသားဆေးရာကိုလိုက်မိခဲ့ပါတယ်ဖေဟာတဦးတယောက်နာကျင်သွားပါစေပြည့်စည်သွားပါစေဆိုရက်ယူရချက်မျိုးမရှိခဲ့ပါဘူးဤတစ္ဆာမှန်ကန်ခဲ့ပါကအကိုတို့ပြန်လဲအဆင်ပြေပါစေဖေဟာညရည်တွေနဲ့ဖះရှိဒူးထောက်တစ္ဆာဆိုနေမိခဲ့တယ်နောက်တနေ့ညနေ3 နာရီထိဆိုင်မဖွင့်သေးဒါဆိုတေးကြနေပါပြီအကိုတို့တခုခုဖြစ်နေကြရောပေါ့2 ရက်တောင်ဆိုင်လာမခင်းတာသူတို့လာတဲ့နေ့ကျတေးကြပေါက်ပြဿနာတက်ကြရတော့မယ်ငါကြောင့်အကိုရောငဲ့ပါအဆက်တကွဲအကျိုးနဲ့နာကျင်ခံစားရတော့မယ်ငဲမင်းတို့ပြောင်းရအောင်အခုပြောင်းရအောင်ငဲ့ရဲ့နော်မရဘူးလေမေဒီတလားတော့စောက်ရမှာပဲမေကြောက်နေတယ်ငဲ့ရဲ့
မေကြောင့်ပြဿနာတွေမဖြစ်စေချင်ဘူးဘယ်လိုလုပ်ရမလဲငယ်မေတယောက်တည်းသွားရမလားငဲ့ကိုလာမေးရင်မသိဘူးပြောလိုက်လေနော်မေနေအောင်အင်ကြီးထည့်လိုက်အောင်မယ်ဟင်းဒါဆိုသူတို့တွေကငဲ့ကိုဝိုင်းပြောကြမှာပေါ့စိတ်ကိုငြိမ်ထားပါမေယူသွားလိမ့်မယ်သိလားဘာတွေဖြစ်လာတဲ့ပြဿနာတူတူရင်ဆိုင်ကြမယ်ငဲ့တယောက်လုံးရှိတယ်ဒါပေမဲ့စိတ်လေးခဏလောက်အနားပေးလိုက်ပါအောင်နော်